할렐루야. ဘုရားခင်ကြီးဆိုကြောင့်ကျွန်တော်တို့ဒီနေ့ပြန်လည်ပြီးတော့တွေ့ဆုံခွင့်ရတာဖြစ်တယ်ဘုရားခင်ရဲ့ပြင်ဆင်ပေးတဲ့မြတ်တော်တဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့ချီးမွမ်းခံထိုက်တော်မူသောဘုရားအသက်ရှင်တဲ့ဘုရားကိုကျွန်တော်တို့ရဲ့စိတ်နှလုံးကနေပြီးတော့ချီးမွမ်းကိုးကွယ်ရအောင်အားလုံးမတည့်ရပြီးတော့ထိုဘုရားခင်နာမတော်ကိုအတူတကွကိုးကွယ်ချီးမွမ်းကြပါစို့မိအတ္တကိုလည်းစက္ကအနံကြရအောင်မိရဲ့ပြမမိခဲ့တဲ့အတိတ်တွေကိုလည်းဝန်ချတောင်းပန်တဲ့သူဘုရားခင်နာမတော်ကိုအတူတကွချီးမွမ်းကိုးကွယ်ကြရအောင်ဟာလေလုယာကောင်းမြတ်တော်မူသောဖခင်သခင်ကိုရောရဲ့သားသမီးများကိုရောရဲ့အချမ်းတော်မှာတိုးဝင်လာတော့ခါမှာကိုရောတတ်တော်သူဖြစ်ပါမြေကြောင့်မှာစာပေတနာတော်မူပါနှလုံးသားတွေကိုကိုရောမချမ်းမြေတော်နှလုံးသားအချင်းစီတွေးခေါ်ရမှအစရှိတော်မှာဝန်ချတောင်းပန်ပါတယ်တန်ရှင်တော်ဝိညာဉ်ဘုရားဒီရက်မှာကိုရောပြုံမွေရဖြစ်စေတော်မူပါကိုရောနှစ်တော်ရစ်ဖြစ်စေတော်မူပါကောင်းကင်မန်တချခွဲကဆောင်းမပေးပါသားသမီးတွေနဲ့သက်ဆိုင်တော်သူဒီယေရှုခရစ်တော်ဘုရားခင်တပါးတည်းဖြစ်တဲ့ဆိုတော့ကိုဝန်ခံကြွေးကြော်ပါတယ်ယေရှုခရစ်တော်ဘုရားခင်အသွေးကိုတောက်သုံးနေတဲ့သူတွေယေရှုခရစ်တော်ဘုရားခင်အသားကိုစားသုံးနေတဲ့သားသမီးများဖြစ်ပါတယ်ထိုယေရှုခရစ်တော်ဘုရားခင်နာမတော်အားဖြင့်အတူတကွတလုံးသွားတဲ့အဖြစ်လက်ရှိတော်မှာကိုယ်ွယ်ချီးမွမ်းကြပါမယ်တန်ရှင်တော်ဝိညာဉ်ဘုရားကိုဆိုလမ်းပြတော်မူပါအချိန်တိုင်းလုံးစုံကိုအသက်ရှင်တော်ကေဒီမရှိယေရှုနာမတော်မြတ်နဲ့လက်တော်ထမှာစကအနံပါအပါရအနဒါကိုရှင်ဖတ်ပြတယ်အာမင်တို့ယေရှုအဖြစ်ကျွန်တော်တို့ရဲ့အသက်တာဟာပြည့်စုံသောဘဝကိုရရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့အာရပါယဝန်ခံချီးမွမ်းကိုကြပါစို့
ချီးမွမ်းကိုယ်ွယ်ရအောင်ရှာလေးရှိရေပေါ့နော်ကျမတို့ဘယ်လိုအခြေအနေမျိုးတွေပဲကြုံနေပါစေကျမတို့ရဲ့အ
ချင်းချင်းစကားပြောချင်းချစ်ချင်ပြုမှုချင်းအမှုရာအလုံးစုံဟာကိုရောအတွက်ပဲဖြစ်စီပါဆိုပြီးတော့ဝန်ခံခြင်းအဖြစ်ကိုရောရှင်ကိုအမြဲလိုတွေဆွဲခြင်းအဖြစ်ကျွန်တော်တို့ဝန်ခံချီးမွမ်းကြရအောင်
ပြီးတော့ချီးမွမ်းကြရအောင် ဟာလေလုယာဖခင်သာသမီတို့တတ်တာတော့ဖခင်ရဲ့အတောင်တော်အောက်မှာဝတ်ထားလို့မပြီးတဲ့အတွက်ကြောင့်ယေရှုတင်တယ်တင်တယ်နိုင်လုံးနဲ့ဘယ်တော့ပဲကြီးနေပါစေထမ်းနေပါစေကိုရောရှင်အတောင်